ဒီနေ့ငါမျိုးတော့ရောက်လာပြီပဲတော်တော်ကြီးတောင်းတယ်တော့ဘာမှမသိဘူးမျိုးကြားနေရပါလားမျိုးမလေးလူပါလားကွာမျိုးမဘာရှိလဲငါမသိဘူးဒီမှာဈေးဆိုင်ချင်းမကောင်းရောဘာလို့လဲမသိဘူးဘာလို့လဲကြားလာတော့ဘာလို့မှမအော်ဈေးဆိုင်ပဲဒီမှာအေးဒီမုန်းနေရောင်းနေငါတို့ပြောပတ်စံနည်းနည်းပါလာတော့မစားတော့ငါ့ဦးလေးငါတို့အိမ်စီစဉ်လေးရတယ်ပြောအဲ့အိမ်ကိုငါတို့တွားရမယ်ကွာအဲ့အိမ်စီစဉ်လေးရတယ်ဒီနာအနီးတက်ဝိုက်ပဲတဲ့ဒီ home ဆိုရဲရက်ကွက်ထဲမှာပဲကွာငါဦးလေးပြောတာဒီမလေးhome ဆိုရဲရက်ကွက်တဲ့ဒီနေငါဦးလေးပြောရလဲအရာဆိုဦးလေးငါတို့ကားစီးပါထားပေးတာပဲကွာဒီနေ့ဘာလို့ကြည့်ရမယ်TV တော့ပါတာပဲငါဦးလေးအိမ်ကောင်းတော့ထားပေးတာဒီမှာဆိုထိုင်ကုန်လေးပါရီဒီမှာဆိုအေးရည်ပါတော့ PC ပါငါ့ကိုဝယ်ပေးတာကွာငါဦးလေးရောအဲ့ဆိုတော်ချစ်သွားပြီကိုငါမျိုးအခုမှစားရတာဆိုတော့ငါကွာမျိုးမဘာရီရှိတယ်ဆိုတာသိကျင်တယ်ဒါမှမဟုတ်ကောင်းလည်းမမောင်းတတ်ဘူးကွာရုံတော့လာပြီးဆိုင်ကလေးတစ်စီးလောက်ရှာမယ်မျိုးမဆိုင်ကလေးမရှိဘူးကွာတပူစကိတ်အမရစကိတ်ဟုတ်တယ်လေမလေးဒီလိုဒီစကိတ်လေးကနေမျိုးရတယ်အမလည်းတောင်းလို့ကိုဆောင်းရဟုတ်ကဲ့ယူရမယ်နော်ခဏပြီးနော်ဟုတ်ပြင်ပြီးမှာဒီအစွန်းတော့ဒါပြီးတော့ခဏငားလာတယ်ငါမျိုးထဲမှာပါဘလုံးရောက်ဒါလည်းငါတိတ်မမောတဲ့ဘူးဒူးဥစားရဘလုံးကကတိတ်ပြီးမှာပဲဒီစကိတ်ကမောင်းတယ်အမကျွန်တော်မယူတော့ကျွန်တော်မမောင်းတတ်လို့မောင်းလေးဒါလည်းမမောင်းတတ်ဘူးကွာရောမယ်စကိတ်ပဲဘူးစကိတ်လေဖိုင်ရှင်မရှိဘူးလားဖိုင်ရှင်ဒီမောင်မီးရင်အမရှိအောင်လေစကိတ်လေးအမစကိတ်လားမဟုတ်ဘူးမောင်လေးဘယ်လိုစားလဲဒီထဲမှာပဲနေရမှာအရှိမရထားရဆိုတော့ဒီမောင်ဘယ်လိုနေရမလဲအမအရှိမလေးဟိုစကိတ်လေးအမစကိတ်လားဟုတ်တယ်လေမောင်လေးကျွန်တော်ခဏငားပါတော့ပဲကျွန်တော်မြို့ကူရောက်ချင်းဆိုမြို့မှာဘာရှိလဲပတ်ချင်လို့မောင်လေးခဏယူပါပြီးနော်ပြန်ပြီးနော်ဟုတ်ကဲ့အဲ့ဒါကျေးဇူးပဲနော်မအဲ့ဆိုတော့ငါရပြီ let's go ငါမျိုးရဲသွားလို့ရပြီ okay စကိတ်တော့ငါနည်းနည်းတော့မောင်းတယ်ဒီစကိတ်ကအော်စကိတ်ကိုမောင်းတယ်ဒါလေးကချောက်လေးနဲ့သွားတာဆိုတော့အဆင်ပြေသေးတယ်လူကြီးကားလည်းပေါ်မှာလီးနေပါလားဒီကဘာလေးလည်းမသိဘူးကွာဒီလားတဲ့အဲ့လိုကွာတဲ့ရေကူးကန်ပြရမယ်ပိုးဆိုတော့ငါရှောက်ကြည့်ရမယ်ဒီမှာဘယ်လဲငါဦးလေးငါ့ကိုပတ်စံလွှဲပေးလိုက်တာပဲ120 Oh my god ဒီငါဦးလေးငါ့ကိုပတ်စံလွှဲပေးလိုက်တာလေးတော့ယူလိုက်ဘူးလို့ကွာမငါ့ကိုရောင်းနေဒီမှာရေကူးကန်မယ်ငါပြုတ်ကြတယ်ထားလိုက်ပါလားငါလည်းဒီမချိုးရကြအိမ်ကိုချိုးရတယ်ရေအောင်ကိုကဘာမိုက်တာလဲမင်းလည်းမိုက်တယ်ငါမသိကြဘူးရောက်ပါငွေလို့ရတာလေကွာဒီဆိုတော့မိုက်တယ်ငါဦးလေးလည်းငါမေးကြည့်ရမှာဘယ်နေရာရှိသေးလဲလို့ဦးလေးငါဒူပါလဲပြောကျွန်တော်ပြောတာနဲ့ဒီမှာလေဦးလေးကျွန်တော်ဗျာစကားကမရှိဘူးလေပင်လယ်ကမ်းခြေဆိုတာရှိတယ်ရှိရလေးငါတူကျွန်တော်လမ်းလေးပြောပြပါလားဦးဒီအောက်ဆိုမင်းအခုပြမလဲကျွန်တော်ရေကူးကန်ရှိရဲ့ဗျာတလားအဆောင်အုံတစ်ခုလေနော်ဒီအနာမှာပန်းချင်ရှိရမလားငါတူဟုတ်တယ်ရှိတယ်ဦးလေးအဲ့ဒီပန်းချင်ရဲ့နားမှာပဲကွာမင်းလိုက်ရှာလိုက်တော့ဟုတ်ကဲ့ဦးလေးရောဆိုတော့ပဲကျေးဇူးပါမယ်နော်ဦးလေးငါတူဒါပဲနော်ဒါပဲနော်ငါတူဦးလေးတော့မစကားတွေမကုန်ပြီဟုတ်တယ်ဒါပဲငါအိမ်နာကနေငောင်းဝင်နေပါလားဟောကေ
ကိုမရောက်တော့ဆိုတော့လမ်းနေမပြီးဘူးလို့အိမ်မှာလမ်းနေမောင်းလို့ရတော့ကွာဘယ်လဲကန်းကြီးအော်ဒီဆိုင်ကြီး Oh my god ဒီလိုဆိုင်နေလည်းမပြီးဘူးနော်ဘာလို့ရေပြည့်နေလိုက် Oh my god ဒီလူကရေပြည့်နေလိုက်ပြည့်နေသူများတွေလိုက်စားနေအေးမိသားဆောင်းရင်းကိုဘာလို့လိုက်ပြည့်နေရလဲဒီပြည့်နေဆောင်းရင်းကိုမို့ဆောင်းရင်းမို့ဟိုဆောင်းရင်းနင်းနေအောင်ကြောက်နေဒီနေ့ကန်းကြီးဒီနာတားဝိုင်းမှာလို့ဒီကပြောနေရှာနေဒီကမဒီကမလေးဘယ်လိုစင်းနေကြည့်ရမလဲဟိုဘာလဲပင်ကန်းကြီးဝါဖုန်းရောမားရအိုးချောင်းတော်ငါရောက်ပြီပဲအဲ့ဆိုရင်ဟိုဘာကြီးလဲအဲ့ဒါဘာကြီးလဲငါမသိဘူးဟိုမှာဆိုရင်တင်မောကြီးပဲအော်ကောင်းလေဟေးအကိုဒီပါလေဒီဟိုကလေအဲ့အေးဒီပမာလေးရှိနေဆိုင်ကြီးရပါလေဆိုင်ကြီးမှုကြီးဘောမင်းရောဒါလေးကိုမပြီးလားမော်တာဘုတ်ကိုစီလို့ရမင်းဒီလိုကြောင့်ဆောင်းနေဒီပြောနေတော့မီးလားဒီပစံဒီငါစီလို့ရတယ်ကွာโอเคကျေးဇူးပါပဲနော်ငါမေးလေးငါစီးတတ်မှာလားဘုတ်ရော